ရွှေငါကိုရောမွေအမေရှိနုနုစိန်ကပြောသွားတယ်ဗျဘာပြောလဲဟာဟောသူတို့ရဲ့မောရဝတီမွန်ထာနီမှာသဖန်းသီးတွေမယန်းသီးတွေဒူးရင်သီးတွေဟာစိုက်ပျိုးရေးကောင်းလို့အလွန်ပေါ်တယ်ဆိုပဲဗျဟောသားမကိုစပယ်ရှိဟာကျုပ်ပြောရင်ရှက်သေးတယ်ဗျာဘာဖြစ်လို့တုံးဗျမောဟာသဝရီတိုင်းစီကနဒီလိုင်းခရက်ညံလာပြီးအထက်နဗန်သာကဂျိုးချင်းညံနဲ့မိုဟိန်တန်လေးတွေနဲ့သီးနှံတွေပွင့်ပြီးဝေးထားနေတာငါ့ကိုဒူးညံနဲ့ခေါ်ပါပါလားကွာပြောစမ်းဗျဟိုကြတော့ဒူးသီးကမဲ့ရွဲနေတာပဲငါကောင်းမို့တခါလည်းပြုတ်ကြတာပြီးတော့ငါတခါယူပြီးစားလိုက်တာအခွန်တွေစားပြီးတော့ဗတ်တွေစူးလိုက်တာကွာခင်ဗျာဟိုအသီးကိုစားဘူးရလားဘယ်သီးလဲစင်းရဲလို့ထမင်းဝယ်ပြီးတော့မဝနိုင်တဲ့အသီးဗျဘာသီးလဲသီးဟုတ်တဲ့သီးလေတော်သားပါကျွန်တော်လည်းအသားပါဘူးခေဗျဘာစားပြီလို့တို့တောင်ရှာသီးမှလို့စားတာစိန်ပန်းပြီးဖြစ်နေတယ်ဗျာဦးရှင်ကသမီးရေကိုစပယ်ရှင်လူရေကိုချောင်းမွေလူရေသူနှစ်ကိုတဲဟိုပြက်မှာပဲနေရရွှေဘုံပေါ်မှာပဲဆိုင်ရဘယ်လိုနေရမျိုးမှာပဲနေရအဓိကကတော့ချစ်တာဗราဏပဲရှင်ဟုတ်တာပေါ့ကွာကျမတို့ချစ်သူနှစ်ဦးဟာလေတယောက်မျက်နှာတယောက်ကြည့်ပြီးမမောနိုင်မပန်းနိုင်ချစ်ချင်းကြံရမှာကဒီလိုရှင်ဘယ်လိုလုပ်ရသူနှစ်ကိုတဲဟိုပြက်မှာနေရရွှေဘုံပေါ်မှာဆန်းရချစ်တာဗราဏလို့သူချင်းလေမောင်ရဲ့ချစ်တာဗราဏလို့သူချင်းလေမောင်ရဲ့သူနှစ်ကိုတဲဟိုပြက်မှာနေရရွှေဘုံပေါ်မှာဆန်းရချစ်တာဗราဏလို့သူချင်းလေမောင်ရဲ့ချစ်တာဗราဏလို့သူချင်းလေမောင်ရဲ့အခုလေချစ်ရတယ်နောင်လေချစ်ကြပါလို့မောင်ရဲ့ဒီအခုလေချစ်ရတယ်နောင်လေချစ်ကြပါလို့မောင်ရဲ့တူပြဲပေမဲ့ဖြစ်တယ်ဆက်လေစိတ်မှမဖြစ်တယ်တူပြဲပေမဲ့ဖြစ်တယ်ဆက်လေစိတ်မှမဖြစ်တယ်နောင်ယူလာတော့လေမောင်တို့လို့ရှင်မဲမောင်ယူလာတော့လေနောင်တို့လို့ရှင်မဲတယောက်မျက်နှာတယောက်မြင်ရင်ပတင်းတင်းလေးရဲ့သမီးမိန်လေးတစ်ပွဲတယောက်မျက်နှာတယောက်မြင်ရင်ချစ်ညာတော့ဒီဟာမပြောသိနိုင်နဲ့ညာချမ်းချင်းချဝဲသူနဲ့ကြပါမယ်ဒီကနေ့လာဖို့ချင်လာတာဘုရားတို့တော်ဒီနဲ့ကဲဖို့ငွေရုံရဲ့ဦးကဲဖို့လေးကုန်ရဲ့ဒီဘဝခံနိုင်ရဲ့ကျမလေးစကနာကြောင်းကြိုင်မယ်ဘယ်သူရဲ့ဝဲပြောတယ်ဒီမထားပါနဲ့မောင်လေးချစ်တာဗราဏရင်ခင်မိတယ်ချစ်တာပဌာနာဆိုပါလားဟာဟုတ်ပါခင်ဗျာချစ်တာတခုတည်းဆိုပါလားအေးဗျတို့လင်မယားချစ်တာပြောပြအောင်မယ်ပြောစမ်းပါဦးဗျာတို့လင်မယားချစ်လိုက်တာနားလေတော့မသိရလားပြောစမ်းခေါင်းလေးသေးသေးလေးချုပ်နှစ်ယောက်တူတူအုံမျက်နှာချင်းဆိုင်ရှာလေးတော့အမေမငါချစ်လုံးလို့နာမည်တော့ကိုရွှေငါးရီလို့မခေါ်ဘူးဘယ်နဲ့ခေါ်လို့ဗျာအပြားဆိုပြီးတော့ငါးရီငါပြန်ခေါ်တယ်ဘာလို့မသူတို့ကွယ်တော်သားပါဦးဆွေချေဟာကျွန်တော်လင်မယားချစ်တာတကယ်ချစ်တာဗျပြောသားဟာရှုံးမွေချစ်လဲချစ်တယ်ယိုလဲယိုသေးတယ်ကျွန်တော်မယားကခမင်းသားတော်မှအရန်သေးငါချောင်းဆိုဖိုးပြီးသားပါဟောရဟုတ်မေမေညအိတ်တာတော်မှနှိုးကျင်တာတော်မှရိုးရိုးတန်းတန်းမနှိုးဘူးရှင်းစနိုးလို့နှာခေါင်းလေးကိုချီမာလေးနဲ့ညှပ်ပြီးနှိုးတာပါပဲဗျာ